hello ယတိပါနော်ယတိအခုဘာဖြစ်လို့ customer ဆရာဝင်လာရတယ်ဆိုတော့ဆွမ်းနာနည်းလေးဝယ်ထားလို့ sorry နော်ကဲဟောနော်ဒီနေ့က Roblox ဆော့ပြမှာဖြစ်ပါတယ် Roblox တွေမှာကြာတော့ဘာဆော့ပြမှာလဲဆိုတော့ hide and seek maker hide and seek game လေးပဲဖြစ်ပါတယ်အဲ့ game လေးပါကြည့်ပြီးကြပါအောင်တော့လေးဆော့ရတဲ့အရင်မိုက်တယ်ပေါ့နော်လူကြီးအကြီးရလိုက်ရှာမှာပေါ့နော်ကဲဟောနော်တော့ပေါ့နော်ဟိုလိုမျိုးအနေနဲ့ပေါ့ဟိုလောက်ရမှာပေါ့ဒီမှာအချိန်ရ230 229လောက်ပဲရှိသေးတယ်နိုင်ဒါလေးဟောပြလာအုံးမနေအောင်ကျအုံ playground မှာပေါ့နော် playground မှာရိုက်ရှာရမှာလိုက်ရှာရမှာဆိုတော့ဒီမှာနည်းနည်းလေးကျမနေရရှာတတ်တယ်နည်းလေးပဲနေရလိုက်ရှာမယ်ဆိုပြီးရတယ်ဒီရောဒီမှာနည်းနည်းလေးနေကောင်းတယ်အပေါ်တက်ကောင်းလားမသိဟုတ်ပြီကြာဒီနောက်မှာနည်းနည်းလေးနေနေလိုက်မယ်ကိုပြအနေနဲ့ဆိုလေးဒီလားနည်းနည်းလေးဒီနောက်မှာနေလို့ဆိုတော့ရလောက်မယ်ထင်တယ်ရပါတယ် this car super နဲ့တရားလေးရှိခါနဲ့လေဟိုနည်းနည်းလေးအချိန်ကျတဲ့ဆိုရင်ဒီမှာအဲ့လိုအများကြီးမနေနိုင်သေးဘူးမရဘူးဒီပြန်ထွက် okay ဒီဘောတမ်းမယ်နော်အချိန်တိတ်ပဲရတော့လိုက်ပုံးနေတော့ထင်တယ်အောက်မှာပုံးတာအကောင်ဆိုပဲဘလို့အောက်မှာပုံးတာလဲဆိုလို့အောက်မှာကြာလူမမြင်ဘူးအဲ့ဒါကြောင့်အခုနားလေးမှာနည်းနည်းကတ်ပြီးဒီမှာကြာနေဒီချားလေးမှာပေါ့နော်96စက္ကန့်ကျန်ဒီဘေးနားမှာသွားပြီးတော့ဘာဖြစ်လာလဲပေါ့နော်ပုံးလိုက်ပါမယ်သူရှိကိုရှာမယ်ပုံစံအမျိုးမျိုးလောက်ရမှာပဲဖြစ်ပါ50 car yepအများကြီးတော့တက်ကြည့်လိုက် hide left ဟိုဒီမှာစစ်ကဟိုဒီမှာလေးရှာနေပြီကြောက်လိုက်တာလိုက်ရှာနေတယ်အေးကြောက်လိုက်တာဒီမတွေ့ရကျမမတွေ့ရကြည့်သူ့ချင်းနေရာမှာလိုက်ရှာမတွေ့ရှောနာတော့သူမလာဘူးနော်စားလို့မတွေ့နိုင်ရလဲဆိုတော့ကျမနိုင်ပါတယ်နိုင်မလို့ဒီနိုင်ပါတယ်ဒါလေးရတယ်ဒီမှာလား My Melody ဆိုချင်တာတို့ဝက်ချင်နေတာလေးပေါ့နော်
ဒီကျမရပါစိတ်ခဏပြီးတော့မှဒါလေးရပဲဘယ်နေမှာပေါရမယ်ဘယ်နေမှာပေါရမယ်ဆိုပြတယောက်တည်းလား2ယောက်2ယောက်လို့ချင်တာclassroom အမလီ classroom ဆိုတော့ငါဘယ်နေမှာပေါရမှာတော့ classroom ကြည့်ရင်ကျမ my melody ရပါတယ် my melody မာရပါကွာသူပြစ်သွားပြန်ပြီအေးနောက်တစ်ခေါက်လုံးမှာ my melody ပါဆိုနေမှာတူလားကျမရအောင်ဥစားခချစ် classroom let's go ငါကြောက်ခဏကမ်းမယ်မလာတော့မယ်အမလီဒီဘောပဲ85စက္ကန့်အမလီကကြောက်တယ်ဆရာမလာရှာနေပြီဘောတက်ဒီတော့မလိုက်ဘူးနည်းနည်းလေးပုံနေတာနဲ့ဘေးကတ်နေလိုက်မယ်ပေါ့နော်ဆိုတော့တွေ့နေမှာကဲဟုတ်ပြီတော့ဝန်နိုင်ဝလားဟိုထောင်းသားနေတယ်ထောင်းကြောက်သေးရောက်သွားဟာထောင်းကြောက်သေးရောက်သွားတာရောတော့ကျန်နေလားဆိုတော့ဘယ်လိုလဲတူလေးတွေ့သွားတယ်။နှစ်ယောက်ဖြစ်သွားပြီ။3ယောက်တော့အေးမကြည့်ကျွန်တော်ပိတ်ခံလာပါတယ်။မမလည်းလုံးလို့မရအေးမလေးတင်းနဲ့3 4 5ရက်နဲ့ဒီ5ရက်ဟုတ်တယ်2000ကျော်တဲ့ရောက်နေပြီလို့ကြောက်ပါကဲတော်လေးဖတ်ဝင်လို့ဖတ်ချင်တဲ့စိတ်ကဘုပ္ပါ